ဝတစ်ခုကယာပြီးသားဖြစ်သွားပြီယာပြီးသားဘဝကိုကဲတင်မဲ့ဆိုရင်ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေခြင်းသူကိုယ်တိုင်ကသာရုခေါ်ခြင်းဆိုတာနဲ့ဝါမျက်ဝန္တာသာရုခေါ်လို့သူယင်ထဲမှာကုသိုလ်စိတ်ဖြစ်သွားပြီဆိုမှအဲ့ဒီကုသိုလ်အမှကဲတင်နိုင်တာဖြစ်တယ်ပေါ့ဒါကြောင့်ဒီဟိုဘဝနဲ့ဒီဘဝဆိုတာမသိခင်ကကြွတင်ပြီးတော့ယဉ်နှီးမြုံနှံမှုဟာအဓိကကြတယ်လို့ဒါအရေးကြီးဆုံးပဲเนาะတရဏဂုံသီလဆောက်တည်လိုက်တာလဲယဉ်နှီးမြုံနှံမှုတစ်ခုပဲအဲ့လိုကိုယ်ဘဝမှာနေ့စဉ်နဲ့အမျှဘုရားရှိမှာတရဏဂုံဆောက်တည်ခြင်း၅ပါးသီလခံယူခြင်းဘုရားပန်းရည်ချမ်းစီမီပန်းလှူဒန်းခြင်းဆိုတဲ့နေ့စဉ်ကိုတတ်တဲ့ကုသိုလ်မျိုးတွေကိုလုပ်နေခြင်းဟာလည်းပဲနောင်ဘဝအတွက်တန်မိုးရှိတဲ့ရွှေတွေငွေတွေကိုမြုပ်နှံနေတာနဲ့အလားတရံတူတယ်လို့ဒီလိုပဲမှာနော်နောင်အတွက်မြုပ်နှံနေခြင်းပဲအဲ့ဒါလို့မြုပ်နှံထားပြီဆိုတဲ့အခါမှာပုံညာနိပရလောကသမိပဋိဋ္ဌာဟောတိပါဏိနံလို့ကုသိုလ်ကောင်းမှုဆိုတာနောင်ဘဝရောက်ရင်အားကိုးရဆုံးဖြစ်တယ်သိမ့်ထားတဲ့ပစ္စည်းဥစ္စာသည်အသုံးလို့တဲ့အခါမှာအသုံးဝင်တယ်လို့ပဲမြုပ်နှံသိမ့်စီထားတဲ့ပစ္စည်းဥစ္စာသည်အသုံးဝင်တယ်လို့ကိုယ်တိုင်ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုသည်နောင်ဘဝအတွက်များစွာအသုံးဝင်တယ်အဲ့တော့ဘာပဲလုပ်လို့တို့တွေကယဉ်နှီးမြုံနှံမှုလုံးနေတယ်လို့ကုသိုလ်လုပ်တိုင်းလုပ်တိုင်းဒီလိုသတိထားဖို့လိုတယ်ပေါ့အကုသိုလ်လုပ်ရင်တော့မကောင်းတာတွေစုဆောင်းနေသည့်အတွက်ကြောင့်ပေးဆိုင်ရမယ့်ဆင်းရဲဒုက္ခတွေကလာမှသိချတယ်ပေါ့ဒါကြောင့်မို့ကိုယ့်ရဲ့ယဉ်နဲ့နှလုံးထဲမှာကုသိုလ်ကောင်းမှုတွေပြုဖို့လိုအပ်တယ်တဲ့ခုနကပြင်မရွှေငွေတွေကိုမြုပ်နှံထားတာတို့ယဉ်နှီးတာတို့ဟာသိကြလားဆိုမသိကြဘူးတဲ့ပျက်စီးသွားနိုင်တယ်အခုလိုကုသိုလ်လုပ်ပြီးတော့ဒီကနေ့တရဏဂုံတန်သီလဆောက်တည်လိုက်တယ်ဒါနကောင်းမှုလုပ်လိုက်တယ်အဲ့ဒီကုသိုလ်ဟာကိုယ့်ရဲ့နဲ့ရောက်သွားကြတဲ့ကမပြောက်တော့ဘူးသိချသွားပြီခိုးယူမဲ့လူလည်းမရှိဘူးနော်သိတဲ့အခါထားရမယ့်ဟာလည်းမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကပဟာယကမဏီယေတုဧတံအာဒါယခိစ္စတိကျန်တာတွေကတော့ထားကြရမှာရွှေငွေပစ္စည်းဥစ္စာကိုပိုင်တဲ့အဆောက်အုံစသည်အလုံးဟာထားခဲ့ကြရတယ်သို့တော့ကိုနဲ့အတူယူသွားလို့ရတာတော့ကိုလုံးတဲ့ကံတရားသာလင်ဖြစ်တယ်ဆိုတာကိုအလေးနဲ့ထားပြီးတော့မှတ်သားဖို့လိုအပ်တယ်အဲ့ဒါတော့ကိုနဲ့ပါသွားမှာဘာကြောင့်ကိုနဲ့ပါတော့ဆိုရင်ကိုရင်ထဲမှာဖြစ်တဲ့အရာဖြစ်လို့ကိုနဲ့ပဲသစ္စာအေးမသိခင်မှာကောင်းတဲ့ပုံရိပ်တွေများများထင်အောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်ဆိုတာတတိချအောင်အဲ့တော့ဘဝတစ်ခုရလာတဲ့အခါမှာကျွေးပေးခြင်းကျွေးဆက်ခြင်းရွှေအုပ်မြုပ်ခြင်းဆိုတဲ့အလုပ်တွေကိုအမှတ်တမဲ့မနေပဲလုပ်ဖို့လိုအပ်တယ်ကိုယ်မှာအထူးသဖြင့်ကျွေးသည့်ပေးခြင်းဘဝမှာလူတွေဟာမလွဲမသွေကျွေးသည့်ချရတာရှိတယ်ကျွေးဟောင်းဆရတာရှိတယ်ကျွေးသည့်ချတာဆိုတာဘာလို့တာတော့ဆိုရင်မိသားစုအိမ်အောင်ပြုတဲ့အခါမှာမိသားစုဘဝမှာကိုယ့်ကိုမိပြုပြီးတော့ရောက်လာတဲ့သားငယ်သမီးငယ်လေးတွေကိုကျွေးမွေးဆော့ရှော့ခြင်းသည်ကျွေးသည့်ပေးထားတာနဲ့တူတူပဲအဲ့တော့သူတို့ကတော့ကျွေးတင်သွားတဲ့ပုံကိုယ်တွေပေါ့ကိုကသူတို့ကိုကျွေးပေးထားလိုက်တယ်သူတို့ကကိုယ်အသက်ရွယ်ကြီးလာတဲ့အခါကိုယ်တုံးပြန်ပြီးတော့ကျေးဇူးဆက်အမှဖြစ်တယ်ပေါ့ကိုမိဘတွေဘဝတစ်ခုရလာလို့ရှိရင်မိဘမရှိဘဲနဲ့ဘဝရနိုင်တာမဟုတ်ဘူးလူဘဝဒါကြောင့်မို့လို့မိဘတွေရဲ့ကျေးဇူးကိုကြည့်ပြီးတော့တုံ့ပြန်ပေးဆက်ခြင်းကြတော့ကျွေးဆက်တယ်လို့ခေါ်တယ်ဒါကတန်တရားစီးပွားမှာလှုပ်တင်လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုပဲ
ချွေးဆက်တယ်ဆိုတော့မိဘရဲ့ခြေဆုတရားကိုဘယ်လိုမှတ်သားကြမလဲမိဘကတို့အပေါ်မှာဘလို့ခြေဆုရှိတာလဲကိုဟာလူဘဝရောက်လာတဲ့အခါမိဘကကိုယ့်ပေါ်မှာခြေဆုပြုတာအချင်းချုပ်ပြောစမ်းမှာဆိုရင်ပြောတတ်ဖို့တတိထားမြတ်စွာဘုရားစကားသုံးခုနဲ့ပဲပြောထားတယ်အာပါဒကပောဒကဣမတ္တလောကတ္တဓာတိတာတော့မိဘတွေကကိုယ့်ပေါ်မှာခြေဆုပြုတယ်ဆိုတာတဲ့အာပါဒကကိုယ်ဆောင်းလျှောက်တယ်ဟုတ်တယ်ကိုယ်ဝန်တည်တဲ့အချိန်ကစပြီးတော့ကိုယ့်ပေါ်မှာဆောင်းလျှောက်လာမွေးတဲ့အချိန်မှလည်းပဲစကားမပြောတတ်ခင်ငါစပြီးတော့ဆောင်းလျှောက်လာခဲ့